ဟုတ်ပြီအရင်ဗီဒီယိုမှာဆိုရင်မနို့အင်္ဂလန်နဲ့ကိုလိုနီရဲ့ relation ကိုပြောပြခဲ့တယ်အဲ့ဒီကနေမှနောက်ဆုံးတစ်ကြောင်းလေးပြောဖို့ကြံသွားရပေါ့နော်အဲ့တော့ colonist တွေကိုတဖြည်းဖြည်းနဲ့ဒီ Britain ကနေတခြားနိုင်ငံတွေနဲ့ကုန်သွယ်ကုသရောင်းဝယ်လုပ်တာကိုသူတို့ကဒီပိတ်ပင်မှုစူးစမ်းခဲ့ကြတယ်အဲ့လိုစူးစမ်းရဲ့အတွက်နောက်ပိုင်းဆုံးမှာဒီ colonist တွေကပြန်ပြီးတော့မိခွန်းထုတ်လာတယ်ဒီ colonist တွေကတဖြည်းဖြည်းနဲ့အတွေးခေါ်တွေပို့ပြီးတော့ကောင်းမွန်လာတယ်ပေါ့ဘယ်ခေတ်ရောက်တဲ့အခါမှာလဲဆိုတော့ enlightenment ideas လို့ခေါ်တဲ့ဒီ enlightenment era ပေါ့နော်အဲ့ခေတ်ကိုရောက်တဲ့အခါမှာဒီပို့ပြီးကောင်းတဲ့အတွေးခေါ်တွေအဲ့အတွေးခေါ်တွေကနေသူတို့လွှမ်းမိုးလာတဲ့အတွက် colonist တွေကပြန်ပြီးတော့ဒီဗြိတိရှတွေကိုပြန်ပြီးမိကုန်းနေထုတ်လာတယ်။ဘာကြောင့်ငါတို့ဒီလိုမျိုးပိတ်ပင်တာမျိုးလောက်တာလဲဒါမျိုးကြီးပေါ့ဥပဒေဘာလို့ထုတ်တာလဲဆိုတော့အဲ့လိုပုံစံမျိုးမိကုန်းနေပြန်ထုတ်လာတယ်။ဒီ history ဘိုင်းမှာဆိုရင်မလို့သိဖို့လိုတယ်နောက်ထပ် app တစ်ခုရှိတယ်ဒါက solitary neglect ဒီ solitary neglect ကိုဘလို့ဘာသာပြန်လဲဆိုရင်မလို့အကျိုးပြုလစ်လီရှုခြင်းလို့ဘာသာပြန်တယ်သူက policy တစ်ခုဖြစ်တယ် British government ကထုတ်တဲ့ policy တစ်ခုဖြစ်တယ်18ရာစုအစောပိုင်းကနေအလယ်ပိုင်းအထိမြောက်အမေရိကကိုလိုနီနယ်မြေတွေနဲ့ပတ်သက်ပြီးတော့13ကိုလိုနီကိုပြောတာเนาะမြောက်အမေရိကကိုလိုနီနယ်မြေဆိုတာက13ကိုလိုနီတွေကိုပြောတာအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဗြိတိရှအစိုးရကျင့်သုံးခဲ့တဲ့မူဝါဒကို solitary neglect လို့ခေါ်တယ်အဲ့ဒီမူဝါဒအရကိုလိုနီအတွက်13ကိုလိုနီအတွက်ကုန်သွယ်ရေးစီးမြင့်စည်းကမ်းတွေကိုတင်းကြပ်အရေးယူခြင်းမရှိဘဲနဲ့ short ပေါ့ပေးထားပြီးတော့ကိုလိုနီတွေရဲ့ပြည်တွင်းရေးကိစ္စရပ်တွေကိုလည်းဗြိတိန်အင်ပါယာကနေဓာတ်ရိုက်ကြီးကြပ်ကုတ်ကဲတာတွေမပါဝင်ဘူးပြောချင်တာကဒီ13ကိုလိုနီနဲ့ပတ်သက်ပြီးတော့ဒီအင်္ဂလန်မှာရှိနေတဲ့ဘုရင်ကပေါ့နော်ဓာတ်ရိုက်ပါဝင်တာမျိုးမလုပ်ဘူးပြီးတော့ဒီကုန်သွယ်ရေးစီးမြင့်စည်းကမ်းတွေနဲ့ပတ်သက်ပြီးတော့လည်းတင်းကြပ်အရေးယူတာမျိုးမရှိဘူးကိုလိုနီနယ်မြေတွေအနေနဲ့ဒီဗြိတိရှအစိုးရအပေါ်မှာတစ္ဆာရှိနေတဲ့၍ဒီ British ရဲ့စီးပွားရေးအကျိုးမြတ်တွေအတွက်ဆက်လက်ပံ့ပိုးပေးနေတဲ့၍သူတို့ကိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးထားတဲ့ဥပဒေ policy တစ်ခုဖြစ်တယ်အဓိကတော့အကျိုးပြုလစ်လီရှုခြင်းလို့ဆိုလိုတယ်အဓိကကတော့ကိုလိုနီနယ်မြေတွေအနေနဲ့ဒီဗြိတိရှပေါ်မှာတစ္ဆာရှိပေးရမယ်သူတို့အတွက်စီးပွားရေးအကျိုးမြတ်တွေဆက်လက်ပံ့ပိုးပေးရမယ်အဲ့လိုလုပ်ပေးရင်အစီရပြီမင်းတို့ဘာသာမင်းတို့ကိုယ်ပိုင်အုပ်ချုပ်လို့ရတယ်ဆိုတဲ့သဘောမျိုးပေးထားတဲ့ policy အဲ့တော့ဒီအကျိုးပြုလစ်လီရှုခြင်းမူဝါဒကကိုလိုနီရဲ့ဥပဒေပြုရေးနဲ့တရားစီရင်ရေးဆိုင်ရာအဖွဲ့အစည်းတွေကိုပို့ပြီးတော့လွတ်လပ်စွာအုပ်ချုပ်ခွင့်ရရှိစေဖို့တွန်းအားပေးတယ်လို့မျိုးဖြစ်တယ်တဲ့နောက်ဆုံးမှာဘယ်ကိုဥတီသွားလဲဆိုတော့ American လွတ်လပ်ရေးရရှိဖို့လမ်းစာဖြစ်စေခဲ့တယ်တဲ့အဲ့တော့ solitary neglect ကလည်းဒီ American Revolution ဖြစ်ဖို့ဥတီစီတဲ့အကြောင်းရင်းနေကတစ်ချက်တော့ဖြစ်တာပေါ့ပံ့ပိုးပေးတဲ့လိုမျိုးဖြစ်တယ်ဘာလို့လဲဆိုတော့ဒီ solitary neglect ဆိုတဲ့ policy ကို British ကဒီ13ကိုလိုနီကိုပေးထားတာဖြစ်တဲ့အတွက်ဒီ13ကိုလိုနီရဲ့အုပ်ချုပ်ရေးပိုင်းနေဥပဒေပြုရေးအပိုင်းနေတရားစီရင်ရေးအပိုင်းနေမှာဆိုရင်သူကလွတ်လပ်စွာလုပ်လို့ရတယ်ဒီ Britain ဘရင်ကဓာတ်ရိုက်ပါဝင်တာမျိုးမရှိတဲ့အတွက်လွတ်လပ်နေလို့ရတယ်လွတ်လပ်အုပ်ချုပ်လို့ရတယ်လို့မျိုးဖြစ်တယ်ကွာအဲ့လိုဖြစ်တော့ကြတော့ဒီနောက်ဆုံးမှာ American ကလွတ်လပ်ရေးလိုချင်တယ်ဒီလွတ်လပ်နေမှာတော့ခုနပြောသလိုမျိုးရှေ့မှာပြောသလိုမျိုးဆိုရင်ဒီ Britain ကနေပြန်ပြီးတော့တခြားနိုင်ငံတွေနဲ့ trade လုပ်တာကိုဒါ block လုပ်ဖို့ကြိုးစားခဲ့တယ်လေအဲ့လိုလုပ်တဲ့အချိန်မှာငါတို့ကလွတ်လပ်ရေးပြောချင်တာကိုရီးယားလွတ်လပ်ရေးရပြီးသားလူတွေနော်ဘာလို့သူတို့ကလာပြီးခုမှချုပ်ကင်နေတာလဲအဲ့လိုမျိုးမိခွန်းတွေပြန်ထုတ်တယ်ပေါ့ထုတ်တော့ကြတော့ဒီမှာဆိုရင်လည်းနောက်တစ်ချက်က enlightenment idea တွေကသူတို့ကိုလွှမ်းမိုးထားတာကောင်းပို့ပြီးတော့တိုးတက်ကောင်းမွန်တဲ့ idea တွေကသူတို့ကိုလွှမ်းမိုးထားတာဖြစ်တဲ့အတွက်ဒါလွတ်လပ်ပြီးသားလူတွေကမလွတ်လပ်တော့မှာဘူးကြောက်တယ်လीနော်ဒီလွတ်လပ်ဖူးတဲ့သူတွေကလွတ်လပ်ရေးရဲ့တန်ကြီးကိုသိတယ်ဆိုတော့သူတို့ကဒီ Britain ရဲ့လက်အောက်မှာမနေချင်ကြတော့ဘူးမနေချင်ကြတော့တဲ့အတွက် American Independence နောက်ဆုံးမှာ American လွတ်လပ်ရေးရဖို့လမ်းစာကိုရောက်ခဲ့တယ်အဲ့တော့ဒါ solitary neglect နဲ့ပတ်သက်ပြီးတော့တိထားတဲ့အချက်တွေပဲဖြစ်ပါတယ်နောက်ထပ်တစ်ခုကကြတော့ဒီမှာဆိုရင် navigation act ဟုတ်နော် navigation act ဆိုပြီးတော့ပါတယ်ဒီ navigation act ကဒီရေချောင်းသွားလာရေးအဥပဒေကိုဆိုလိုတာ
ဆိုလိုတာကဗြိတိရှပါလီမန်ကပြဋ္ဌာန်းခဲ့တဲ့ဥပဒေတွေဖြစ်ပါတယ်တဲ့ပြီးတော့ကိုလိုနီနယ်မြေတွေရဲ့ကုန်သွယ်ရေးအပေါ်ကန့်သက်ချက်တွေတားမြစ်ချမှတ်ထားတာမျိုးဖြစ်တယ်အဲ့တော့ navigation act လို့ပြောလိုက်ရင်ဘာတွေလဲဆိုတော့ navigation act ဆိုတာကဒီ Britain ပါလီမန်ကနေဒီကိုလိုနီတွေအပေါ်မှာကုန်ကူးတန်းရောင်းဝယ်ရေးအဓိကအဖြစ်ရေချောင်းပေါ့နော်ရေချောင်းသွားလိုက်ရေးနဲ့ဆိုင်နဲ့ဒီကန့်သက်ချက်တွေချမှတ်ထားတာကို navigation act လို့ခေါ်တယ်ဗြိတိရှတို့ရဲ့ဒီစီးပွားရေးမူဝါဒကကုန်သွယ်ရေးဝါဒအပေါ်အခြေခံထားတယ်တဲ့ဟုတ်ပြီနော် British economic policy ကဘယ်ပေါ်မှာအခြေခံထားရလဲကုန်သွယ်ရေးမူဝါဒပေါ်မှာအခြေခံထားတာဖြစ်တယ်သူကဗြိတိရှအင်ပါယာရဲ့နိုင်ငံတော်အာဏာနဲ့ဗန်နာရေးကိုအားကောင်းစေဖို့အတွက်အမေရိကန်ကိုလိုနီတွေကိုအသုံးချဖို့ရည်ရွယ်ထားတယ်အဓိကအဖြစ်ဒီအမေရိကန်13ကိုလိုနီကိုသူကဘာလုပ်လဲဆိုတော့ဒီအဓိကခုနပြောလို့မျိုးဗန်နာရေးနဲ့စီးပွားရေးနိုင်ငံတော်အာဏာအဲ့ဒါတွေအားကောင်းလာစေဖို့အတွက်အဓိကသူတို့စီမှာ market အနေနဲ့စီးပွားရေးဈေးကွက်ဖြစ်နေရတယ်နော်ဆိုတော့အဲ့တော့သူတို့ရဲ့ဗန်နာရေးကောင်းဖို့အတွက်အဓိကက13ကိုလိုနီပဲသူတို့အသုံးချတယ်တသက်မဲ့အသုံးချရုံတက်လောက်ပဲဆိုတော့ navigation act တွေကအမေရိကန်ကိုလိုနီနဲ့ချက်ခံရတဲ့သူတွေရဲ့မကျေနပ်မှုအပေါ်အမေရိကန်ကိုလိုနစ်တွေအပေါ်မကျေနပ်မှုကိုပို့ပြီးဆိုးရွားစေခဲ့တယ်ပြီးတော့ American Dollar ရေးဖြစ်ပွားစေတဲ့အဓိကအကြောင်းရင်းတစ်ခုဖြစ်လာရပါတယ်တဲ့အဲ့တော့မှတ်ထားရမယ် navigation act ကြောင့်မို့လို့ဒါပါဝင်တယ်ပေါ့နော်American Revolution ဖြစ်ရတဲ့အကြောင်းရင်းထဲမှာ navigation act တွေပါတယ် navigation act ဆိုတာဘာလဲဒီ British Parliament ကနေကိုလိုနီရဲ့ trade ဒီကိုလိုနီ30ကိုလိုနီပေါ်မှာဒီကုသရေးဝန်နဲ့ပတ်သက်ပြီးတော့ကန့်သက်ချက်တွေတားမြစ်ချက်တွေချမှတ်ထားတဲ့ laws တွေဖြစ်တယ် series of laws ဖြစ်တယ်ဟုတ်ပြီဒီဗီဒီယိုလေးမှာတော့ဒီလောက်ပဲပေါ့နော်မင်းတို့နောက်ထပ်ဗီဒီယိုတွေမှာဆက်ပြီးတော့ပြောပါမယ်ရှင်အားလုံးပဲကျေးဇူးပါ